ရှမ်းစော်ဘွားတို့ရဲ့ရှားပါမင်္ဂလာဆောင်မှတ်တမ်းအရင်ခေတ်ရှမ်းစော်ဘွားကြီးတွေရဲ့မင်္ဂလာခမ်းနားတွေဘလို့ခမ်းနားခဲ့လဲဆိုတာကိုဒီနေ့လေ့လာကြည့်ရအောင်တမိုင်းကိုစိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပါနော်ပုံမှာမြင်တွေ့ရတဲ့အတိုင်းဒါဟာအလွန်ရှားပါတဲ့တမိုင်းဝင်ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်စာသားမှတ်တမ်းအရဒီပုံကတော့ညောင်ရွှေစော်ဘွားကြီးရဲ့မွေးစားသမီးတော်နဲ့မောက်မယ်စော်ဘွားတို့ရဲ့မင်္ဂလာပွဲခမ်းနားမြင်ကွင်းပဲဖြစ်ပါတယ်ဒီပုံထဲမှာသူတို့ဝတ်ဆင်ထားတဲ့ရိုးရာဝတ်စုံတွေရဲ့အသေးစိတ်လက်ရာတွေတော်ဝင်အစင်တန်စာတွေနဲ့စော်ဘွားကြီးတွေရဲ့ခမ်းနားတဲ့အရှိန်အဝါကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်ဒါဟာရှမ်းလူမျိုးတို့ရဲ့ကြွယ်ဝတဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့တမိုင်းဝင်တော်ဝင်ထုံးတမ်းစင်လာတွေကိုသက်သေပြနေတာပါဒီလိုရှားပါမှတ်တမ်းတွေကိုတမိုင်းဗဟုသုတအနေနဲ့ပြန်လည်လေ့လာနိုင်ဖို့ဖရယူအနေနဲ့မျှဝေပေးတာဖြစ်ပါတယ်ဒီပုံတွေကဝတ်စုံတွေမှာဘယ်အရာကအထူးခြားဆုံးလို့ထင်လဲခမတ်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးနောက်ထပ်ဗဟုသုတရစရာတွေအတွက်ဖောက်လုပ်ထားဖို့မမေ့နဲ့နော်